movie recap video ရဲ့ link ကိုတစ်ချက်ယူပြီးတာနဲ့ကျွန်တော်တို့ကို video အစအဆုံးကိုယ်တိုင်ဘာမှလုပ်ရမလို့ပဲနဲ့ထုတ်ပေးလို့ရတဲ့ AI tool တစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ဆိုတော့ဆိုရင်ဒီမှာဒါကျွန်တော်အနေနဲ့ဒါ TikTok ပေါ့နော် movie recap လုပ်ဖို့အတွက် account တစ်ကောက်ပေါ့ဗျာဒီမှာဆိုရင် video တွေအများကြီးရှိရဗျာဆိုတော့အဲ့ဒါကိုမှကျွန်တော် video တစ်ပုတ်ယူမယ်ဗျာဒီ video ဆိုလို့ရှိရင်ကျွန်တော် link ကိုပဲယူလိုက်မယ်ကြာယူပြီးလို့ရှိရင်ကျွန်တော်ဒီ AI ရဗျာသူက 10F AI ပေါ့နော် 10F AI ကဘယ်လောက်ကျော်မှကျန်လဲဆိုလို့ရှိရင်ဗျာကျွန်တော်ဒီမှာခဏတည်းယူလာ link ကိုကျွန်တော်ဒီမှာထည့်လိုက်မယ်နော် link ကိုဒီမှာထည့်လိုက်ပြီဆိုတာနဲ့သူကဒီလိုမျိုးသူရဲ့ video ဆွဲတင်နေပြီကြာဆွဲတင်ပြီလို့ရှိရင်ဒီမှာဆိုလို့ရှိရင်အတန်တွေအများကြီးတော့ရှိရဗျာခုနည်းကြားတဲ့အတန်ကိုတော်လို့ရတယ်ကျွန်တော်ဆံပြမယ်ကျေစင်ဆိုတဲ့အတန်လေးမင်္ဂလာပါ team alpha ကနေကြိုးဆိုပါရစေအဲ့ဒါမျိုးအတန်မျိုးတွေမင်္ဂလာပါ team alpha ကနေကြိုးဆိုပါရစေအတန်တွေတော့အများကြီးပဲရှိရဗျာအတန်တွေအများကြီးရှိရဆိုတော့ကိုယ်အနေနဲ့စိတ်ကြိုက်အတန်တွေကိုယူလို့ရတယ်ဗျာဆိုတော့အဲ့ဒါကိုမှကျွန်တော်တို့ဘယ်အတန်ကိုယူမလဲဆိုတော့ကျွန်တော်ကတစ်ဆန်တစ်ဆိုတဲ့အတန်လေးကျွန်တော်ယူမယ်မင်္ဂလာပါ team alpha ကနေကြိုးဆိုပါဆန်တစ်ဆိုတဲ့အတန်လေးကိုကျွန်တော်ယူမယ်ယူပြီးလို့ရှိရင်ကျွန်တော်ကဒါဗီဒီယိုဒီကောင်ဘာမှချိန်ကြမလို့ဗျာအောက်မှာဆိုလို့ရှိရင်ဒီကောင်ကျတော့ bus time ပေါ့နော်ဟို share တဲ့ဟာတွေစောင်းနဲ့ပြောတဲ့ဟာမျိုးတွေလေဒီကောင် bus time ကိုကျွန်တော်လည်းယူလိုက်မယ်ယူပြီးလို့ရှိရင် character မှာဆိုလို့ရှိရင်ကိုကလူဆင်ပြနေတဲ့ပုံစံမျိုးကျွန်တော်ထည့်လို့ရတယ်ဗျာဆိုတော့အဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီကောင်ယူလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ copyright ပတ်တွေပါပြီးသားဗျာပြီးလို့ရှိရင်ကျွန်တော်တို့ auto color တွေ flip video တွေမှာတစ်ခါထည့်လိုက်မယ်ထည့်ပြီးလို့ရှိရင်ကျွန်တော်က channel name မှာကြာကျွန်တော်ရဲ့ channel ပေါ့နော်ကျွန်တော် channel ကအခု channel name ပြောင်းသွားပြီဗျာ C drama recap တော့ C drama recap ကိုမှကျွန်တော်အနေနဲ့ဒီကောင်ကြရတာကျွန်တော်ဗလာလုံးတဲ့ဟာတွေသူက3ခုထိတော်လို့ရတယ်ဗျာဗလာလုံးတဲ့ဟာတွေကြာကျွန်တော်အနေနဲ့ဒီ original ဟာလေးကိုကျွန်တော်ဗလာလုံးအောင်နော် original စာဆွဲတဲ့ဟာလေးကိုတော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဆိုလို့ရှိရင်ရပြီဗျာအဲ့ဒါကမှကိုပူစီကြသိချင်လို့ရှိရင်ဗီဒီယိုကြည့်လိုက်သူကဒီလောက်ထိပဲတရားစာကြောင်းပေါ်မှာ2ကြောင်းပေါ်မှာအဲ့လောက်ထိပဲဆိုတော့ကျွန်တော်အနေနဲ့ဒီမှာအဲ့လိုမျိုးလေးလောက်ဆိုရပါပြီအဲ့ပြီးလို့ရှိရင်ကျွန်တော်အောက်မှာဆိုရင်နောက်ထပ်လည်းထပ်ဖုန်းလို့ရတယ်ဒါကျွန်တော်ဖုန်းစရာမလိုတော့ဗျာဒီမှာဖုန်းမနေရမရှိတော့ဘူးလေအဲ့ဒါပြင်ကုန်မှာကျွန်တော်အနေနဲ့ဒီမှာစာတိုင်းပါတစ်ခါထိုးရမယ်ကျွန်တော်တစ်ခါထိုးပြမယ်အရောင်တော့ကျွန်တော်အဝါရောင်ယူလိုက်မယ်ဆိုင်ပါယူလို့ရဗျာဘောက်တွေပါနေရတယ်ဆိုတော့ကျွန်တော်ဒီကောင်နဲ့တုံလိုက်မယ်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ watermark ပေါ့နော်ကွဲ watermark ကွဲ logo တွေထည့်လို့ရတယ်ဗျာကျွန်တော်တို့ logo တော့မထည့်တော့ဗျာဆိုတော့ဒီမှာဆိုရင် watermark font စီမှာ file ထည့်ရပါဗျာအဲ့ဒါကိုမှကျွန်တော်နဲ့ step processing ဒီအောက်ကျကျွန်တော်နဲ့ video ရဲ့ intro နဲ့ outro လေးအဲ့လိုမျိုးဟာလည်းထည့်လို့ရတယ်ဗျာကြောင်ညာတွေပါအဲ့ဒီ video တွေထည့်ချင်လို့ရှိရင်ပေါ့နော်အဲ့လိုမျိုးထည့်လို့ရတယ်ဗျာပြီးလို့ရှိရင်ကျွန်တော်နဲ့ step processing ကိုကျွန်တော်နဲ့နှိပ်လိုက်လို့ရှိရင်တော့သူနဲ့ video စပြီးတော့လုံးနေပြီဗျာဆိုတော့သူ့မှာနောက်ထပ်ဘာတွေလုပ်လို့ရလဲဆိုတော့ကျွန်တော်နဲ့ဒီမှာ transcript ဆိုတဲ့ဟာလေးရှိတယ်ဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ video link ယူပြီးတာနဲ့ transcript ကိုတန်းပြီးတော့ထုတ်လို့ရတဲ့အပြင်ကိုမှ translation တွေtranslation တွေနောက်ပြီးတော့ကျွန်တော်အနေနဲ့တက်တူစီပါဒါကြကျွန်တော်အနေနဲ့ဗီဒီယိုစားနေပြီးတော့အတန်ပြောင်းတာသူကကြတော့ကိုယ့်ရဲ့ credit ပုံမူတည်ပြီးတော့ကုတ်တယ်ဗျာအတန်ဆိုစီမှာအများကြီးပဲ Microsoft အတန်တွေကြညိုအတန်တွေအကုန်လုံးတော်လို့ရတယ်ဗျာစိတ်ကြိုက်နောက်ပြီးတော့ကျွန်တော် link to see ပေါ့နော်အဲ့ညိုလည်းရှိတယ်ဗျာဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ညာဒီကောင်ဆိုကျွန်တော်ဒီကောင်တွေကထားပြီးတော့တော်တယ်ဆိုတော့ तू က credit နဲ့ဝယ်တော်လဲဆိုပေမဲ့ဒါဒီမှာကျွန်တော်ပြပေးမယ် तू ရဲ့ credit ဈေးသိမ့်မကြည့်ဘူးဗျာဆိုတော့ကျွန်တော်အနေနဲ့ဗီဒီယိုတစ်ပုဒ်ကိုထုတ်မယ်ဆိုလို့ရှိရင်ဘယ်လောက်ပဲကုန်ဆိုကျွန်တော်ချက်ပြပေးမယ်ဆိုတော့ခဏလေးပြသွားမယ်တော့ကျွန်တော်ဒီမှာ credit စီတုံးကျွန်တော်တက်ကြည့်မယ်ကြာဘိုင် credit ဆိုတဲ့နေရာလေးကိုနှိပ်လို့ရှိရင် तू ကလာနဲ့လည်းရတယ်ဒီ credit တီးတန်လည်းရတယ်ဗျာဆိုတော့လာနဲ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တစ်လားကိုတရက် view တစ်ပုတ်အပုတ်30ဆိုလို့ရှိရင်3000 9000ဒီမှာဆိုလို့ရှိရင်တရက်ကိုဘယ်နှပုတ်လဲဒီကောင်ဆိုလို့ရှိရင်2ပုတ်ဗျာ2ပုတ်ဆိုလို့ရှိရင်9000 2000လည်းရှိတယ်credit မှာဆိုလို့ရှိရင်တော့1000ခွဲကို video 10ပုတ်ရမှာဗျာ video တစ်ပုတ် credit 6ခုတော့လဲဆိုတော့လေဆိုတော့1000ခွဲကို10ပုတ်ဆိုတော့ကျွန်တော်တစ်ပုတ် video က1500လောက်ပဲကြာမှာဗျာအဲ့လိုမျိုးကိုဘာမှလုပ်ကြမလို့ဗျာမှာဆိုလို့ရှိရင် credit တွေလိုက်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကွယ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ရင်ရွေးမယ်ကြာပြောစီကျွန်တော် keep pizza ဆို keep pizza ဆိုဒီမှာ banner ဗာလဲသူတဲ့ keep pizza keep ကောက်ကြလာမှာကြာတော့ဒီမှာကိုငွေလွယ်လိုက်လွယ်ပြီးလို့ရှိရင်ဒီခွေးတာနေရာမှာဆိုလို့ရှိရင်ဒီလန် AI ကိုကျွန်တော်နဲ့ရွေးပေးလိုက်ရွေးပြီးလို့ရှိရင်ကျွန်တော်ဒီမှာကိုခဏငွေလွယ်တိုင်း screen shot ဒီမှာထည့်လိုက်ကြထည့်ပြီးတော့ payment confirm ကိုနိုင်လာလို့ရှိရင်7မိနစ်15မိနစ်လောက်ပဲစောက်ရတယ်ဗျာသူအနေနဲ့ credit ဝင်လာလိုက်မယ်ကိုယ်ကောက်တယ်ကိုcredit ဝင်လာလို့ရှိရင်တော့ကိုယ်အနေနဲ့စိတ်ကြိုက် video တွေထုတ်လို့ရပြီပေါ့ဗျာမှာဆိုရင်မှာ credit ဝင်လာလိုက်ပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်နဲ့ဒီ 10F တုတ်ကြည့်ပေါ့ဗောနော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီမှာ video ထုတ်လာချက်ကြည့်မယ်ကြာကျွန်တော် video ထုတ်နေတဲ့အချိန်မှာကျွန်တော်ဒီ movie က video တွေဘယ်နေရာနေစားလို့ရဆိုတော့ကျွန်တော်နည်းနည်းပြောပြမယ်ကြာတော့ဒီမှာဆိုလို့ရှိရင်ဒီမျိုးကောက်လေးဆိုတာ TikTok ပဲဗျာ TikTok ပဲကျွန်တော်နေပြန်ပြီးတော့ယူရ TikTok မှာကြာ special တင်တာနဲ့ကောက်ရရှိတယ်ဗျာဆိုတော့အဲ့ဒါမှာဆိုရင်ကျွန်တော်ဒီမှာဆိုကျွန်တော်ဒီ account မှာဆိုကျွန်တော် follow နဲ့ကောက်ရှိတယ်ဗျာ Lisa တို့ဗာလဲ Emma တို့အဲ့လိုမျိုးတွေကြာဆိုတော့အမှန်အများကြီးရှိတယ်ဗျာ movie ကတရုတ် Chinese short drama movie ကတွေပေါ့နော်အများကြီးပဲဗျာ
အဲ့ဟိုမှာရောဒီ new following ကျွန်တော်200ရောက်စီဒီမှာ suggest ကောက်တွေအများကြီးပေါ်လာမှာအဲ့ suggest ကောက်တွေကနေပြီးတော့ကိုယ်ကပြန်ပြီးတော့ you တင်လို့လည်းရတယ်မှာဆိုကျွန်တော် share ရှိမယ်ဒီကောက်ကောက်ဆိုရင်အဲ့ဒီအောင်ဒီမျိုးတွေပေါ့နော်အဲ့ဒီမျိုးဒါကကျွန်တော်ရဲ့ video စာတဲ့ညီပေါ့နော်ကျွန်တော်ထပ်လာကျွန်တော်ချက်တင်ကြည့်မယ်ရပြီလားလို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ video ရပြီဒီမှာကျွန်တော်အနေနဲ့အဓိကဒီ wire ဟာလေးကိုတေချာလေးဝါလို့ရှိရင်တော့ပုံပြီးတော့ကောင်းတော့ဗျာဒါမှမဟုတ်ကျွန်တော်လည်းပြန်ဝါမှဆိုလို့ရှိရင်တော့ပုံပြီးတော့ရလည်းပိုကောင်းမှာနော်ဆိုတော့အဲ့ဒါပြင်ကောင်မှာကျွန်တော်အနေနဲ့ဒီမှာ caption တွေ hashtag တွေပဲတခါလဲတန်းပြီးတော့ကြည့်လို့ရတယ်ဗျာနောက်အဲ့ဒါပြင်ကောင်မှာ thumbnail လည်းပါသေးတယ်တော့သူရဲ့ thumbnail ကျွန်တော် share ကြည့်မယ်မှာဆိုလို့ရှိရင်ကြည့်ဗျာတော့ thumbnail ကဘာမှပြောစရာမလိုဆိုတော့အဲ့ဒါကိုကျွန်တော်အနေနဲ့ပြန်တင်မယ်ဆိုလို့ရှိရင်တော့ဒီကောင် download လောက်ရပါဘောနော် download ရပါဘော video တွေဆိုလို့ရှိရင်လေအဲ့ဒီမှာခါလဲတန်းပြီးတော့ download လို့ရတယ်ဗျာဒီကနေနှိပ်ပြီးတော့လည်း download ရတယ်ဒီကနေပြီးတော့လည်း download ရတယ်ဗျာအဲ့လိုမျိုးဆိုတော့ဒါကတော့ကျွန်တော်အနေနဲ့ TN5 AI ကိုသုံးပြီးတော့မှ movie က video တွေ copyright လုပ်တဲ့ video တွေကိုအလွယ်ဆုံးထုတ်တဲ့နည်းပဲဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့